သမိုင်းတစ်လျှောက်မှာသိပ္ပံပညာရှင်တွေဘလို့မှရှင်းပြလို့မရတဲ့ပစ္စည်းတွေနဲ့အဆောက်အအုံတွေအများကြီးရှိပါတယ်။ဒီနေ့မှာတော့သိပ္ပံပညာကအခုထိအပြေမထုတ်နိုင်သေးတဲ့လျှို့ဝှက်ချက်တွေကိုတင်ဆက်ပေးသွားမှာပါ။၁ San Pedro တောင်တန်းကလူပုမန်မီ1932ခုနှစ်မှာမင်းတွင်းတူးသမား2ဦးဟာအမြင့်35စင်တီမီတာပဲရှိတဲ့လူပုံစံမန်မီရုပ်ကြွင်းတစ်ခုကိုတွေ့ခဲ့ပါတယ်။ကလေးအရွယ်ပဲရှိပေမဲ့မျက်နှာကအိုမင်းပြီးအရေးချောင်းနေနဲ့ဖြစ်နေတာပါ။ဓာတ်မှန်ရိုက်ကြည့်တဲ့အခါအယုတ်မဟုတ်ပဲတကယ်လူသားစစ်စစ်ဖြစ်နေတာကိုတွေ့ရပါတယ်။1980ခုနှစ်မှာဒီရုပ်ကြွင်းဟာအစအနမကျန်ပျောက်ဆုံးသွားခဲ့ပြီးဘယ်သူမှပြန်မတွေ့တော့ပါဘူး။နှစ်စိုက်ဘီးရီးယားကတွင်းနဲ့ကြီးများ2013ခုနှစ်ကစပြီးစိုက်ဘီးရီးယားမှာရုတ်တရက်ပေါ်လာတဲ့တွင်းနဲ့ကြီး18ခုထပ်မံတွေ့ရှိခဲ့ပါတယ်။အချို့တွင်းတွေကမီတာ90ထိနှက်ပါတယ်။အစိုးရရဲ့လျှို့ဝှက်စမ်းသပ်ချက်တွေလားဒါမှမဟုတ်တခြားကဘာကလာတဲ့ပေါ်တေတွေလားဆိုတာအခုထိအငင်းပွားနေကြတော့ပါ။၃လုံးယူကူများလုံးယူ Caves China 1992ခုနှစ်မှာတရုတ်နိုင်ငံရှန်ကျန်းပြည်နယ်မှာမတော်တဆတွေ့ခဲ့တဲ့ကူ24ခုပါလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလူတွေဟာဘလူနည်းပညာနဲ့ဒီလောက်ကြီးမားတဲ့ကူတွေကိုကြောက်သားထဲမှာတိတိကျကျထွန်းထုတ်ခဲ့တယ်လေဆိုတာဘေးမှတ်တမ်းမှာမရှိပါဘူး။၄လန်ဒန်မြို့ကတူ The London Hammer Texas 1936ခုနှစ်မှာကြောက်တုံးထဲမှာမြုပ်နေတဲ့တန်တူတစ်လက်ကိုတွေ့ခဲ့ပါတယ်။ထူးဆန်းတာကတန်တူကိုဝန်းရံထားတဲ့ကြောက်တုံးကလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကဖြစ်ပေါ်ခဲ့တာပါ။လွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာမှာလူတွေကတူကိုသုံးနေပြီလား။နာဒီရင်ကူယူညီအောင်မြို့တော်ဒီရင်ကူယူတာကီမှာရှိတဲ့ဒီမြို့တော်ဟာညီအောင်85မီတာထိနက်ပြီးလူပေါင်း2000ခန့်နေထိုင်နိုင်ပါတယ်ကျွန်တော်ကတော့ကိုတက်ပါဘဟုတုတအကြောင်းအရာတွေကိုသိချင်ရင် like and follow လေးလုပ်ပေးခဲ့အောင်နော်